ဒီဘယင်မဟာသူမရဲ့အသားရည်ကိုညံ့ချုံမွေးနေစေဖို့အတွက်နေတိုင်းတရက်ဘူးကိုစောင်းပြီးနို့ရည်တန်းချီရှိတဲ့ရေချိုးကန်ထဲမှာရေချိုးလေးရှိပါတယ်။ရေချိုးပြီးတဲ့အခါမှာတော့အဲ့ဒီနို့ရည်တွေကိုနန်းတော်အပြင်ကငကားကောင်းပိုက်ဝါကနေတဆင့်လမ်းမပေါ်ကဆင်းရဲသားကျွန်းလေးစီကိုလှူဒန်းပေးဝေလေးရှိပါတယ်။ဒါပေမဲ့သူတို့တွေအလူရက်တောက်သုံးနေကြတဲ့နို့ရည်တွေဟာတကယ်တော့ဘယင်မရဲ့ရေချိုးပစ်ထားတဲ့ရေဟောင်းတွေဖြစ်မှန်းအဲ့ဒီလူတွေခန့်များလုံးဝမသိကြပါဘူး။ဒါပေမဲ့ဘယင်မဟာအစကတည်းကဒီလိုမြင့်မြတ်တဲ့နေရာမှာရှိနေခဲ့တာတော့မဟုတ်ပါဘူး။သူမဟာတစ်ချိန်ကတန်ကြီးချင်းတွေနဲ့ကျွန်းတယောက်ဖြစ်ခဲ့ဘူးလားပါ။ဘယင်ကြီးကသူမကိုကယ်တင်ခဲ့ချိန်မှာသူမရဲ့ထူးခြားဆန်းပြတဲ့အလှပကြောင့်ဆွဲလန်းသွားခဲ့ပါတယ်။ဒါကြောင့်သူဟာရာဂနာကိုနန်းတော်စီချက်ချင်းခေါ်ဆောင်လာခဲ့ပြီးခေါင်းပေါ်မှာရွှေအိုလေးအရွက်တရပူလေးကိုစောင်းပေးကသူ့ရဲ့ဘယင်မဖြစ်တင်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့မင်္ဂလာဥညမှာတင်ရာဂနာဟာဓာတ်မြောင်ကိုဆွဲထုတ်ပြီးဘယင်ကြီးကိုလှုပ်ကြံတက်ဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်သူမဟာတပုံတက်ဖွဲ့တွေကိုစီယုံပြီးတနိုင်ငံလုံးရဲ့အာဏာကိုသိမ်းပိုက်လိုက်ပါတယ်။သူမဟာတော်ဝင်မိသားစုဝင်အမြောက်များကိုကိုမြတ်ခဲ့ပြီးငယ်ရွယ်တဲ့စနိုးဝိုက်လေးကိုတောင်တာမန်မြေအောက်ချင်းထောင်ထဲမှာထာဝရပိတ်လောင်ထားခဲ့ပါတယ်။ဘယင်မဖြစ်လာပြီးတဲ့နောက်သူမဟာမိမိကိုယ်ကိုထာဝရနှုတ်ပြိုလှပနေစေဖို့အတွက်နေတိုင်းမိန်းကလေးပြိုလေးတွေကိုဖမ်းဆီးပြီးသူတို့စီကနှုတ်ပြိုမှုအစီအနှစ်တွေကိုပေါ်ပညာနဲ့စုပ်ယူလေးရှိပါတယ်။နှုတ်ပြိုမှုအစီအနှစ်တွေအစုပ်ခံလိုက်ရတဲ့မိန်းကလေးတွေဟာချက်ချင်းပဲအဖွားကြီးတွေလိုအိုမင်းရင်ရော်သွားပြီးအသက်ဝိညာဉ်ချုပ်ငင်းသွားကြရပါတယ်။ဘယင်မဟာနေတိုင်းမော်မန်ကြီးကိုကြည့်ပြီးမှန်ပြင်ကြည့်ရင်ကဘာပေါ်မှာဘသူကအလှဆုံးလဲလို့မေးလေးရှိပါတယ်။နှစ်ပေါင်းများစွာအတွင်းမော်မန်ကြီးကတေချာပေါက်ဘယင်မကြီးကအလှဆုံးပေါ်လို့ပဲအမြဲတမ်းပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့12နှစ်ကြာပြီးတဲ့နောက်မှာတော့မော်မန်ကြီးဟာပထမဆုံးအချိန်ဖြစ်မတူညီတဲ့အဖြေတစ်ခုကိုပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကဘာပေါ်မှာဘယင်မထက်ပိုပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ်ထွက်လာခဲ့လို့ပါ။အဲ့ဒီမိန်းကလေးကတော့လွန်ခဲ့တဲ့10စုနှစ်တခုကျော်ကဘယင်မကိုယ်တိုင်မြေအောက်ထောင်ထဲမှာပိတ်လောင်ထားခဲ့တဲ့စနိုးဝိုက်ကလွဲလို့အခြားသူမဟုတ်ပါဘူး။မော်မန်ကြီးကဘယင်မကိုတကယ်လို့စနိုးဝိုက်ရဲ့နှလုံးသားကိုသာစားသုံးနိုင်ခဲ့ရင်ထာဝရနှုတ်ပြိုသွားလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။မနာလိုဝင်တိုစိတ်တွေပြင်းထန်လာတဲ့ဘယင်မဟာသူမရဲ့မောင်ဖြစ်သူဖင်းကိုစနိုးဝိုက်ကိုထောင်ထဲကနေထုတ်လာဖို့ချက်ချင်းအမိန့်ပေးပါတော့တယ်။ဒါပေမဲ့ဖင်းဟာစနိုးဝိုက်ရဲ့အလှပကိုမြင်လိုက်ရတဲ့အခါမကောင်းတဲ့စိတ်ယုံမှာတွေပေါ်လာပါတယ်။စနိုးဝိုက်ကအခွင့်အရေးကိုအရယူပြီးသူ့ကိုတွန်းထုတ်ကထောင်ထဲကနေအပြင်ဘက်အထိအတင်းထွက်ပြေးပါတော့တယ်။စစ်သားအုပ်စုကြီးကသူမကိုဝိုင်းတော့မဲ့အချိန်မှာပဲသူမဟာမေလာပိုက်လိုင်းထဲကိုအမြန်ဆုံးဝင်ပြီးနန်းတော်ကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီသတင်းကိုကြားရတဲ့အခါဘယင်မဟာအဲရစ်လို့ခေါ်တဲ့အမဲလိုက်သမားတစ်ယောက်ကိုဆင့်ခေါ်ပြီးတကယ်လို့စနိုးဝိုက်ကိုပြန်ဖမ်းပေးနိုင်ရင်တည်ဆုံသွားတဲ့သူ့ဇနီးကိုမော်ပညာနဲ့ပြန်ရှင်းအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲရစ်ဟာဒီတာဝန်ကိုလက်ခံခဲ့ပါတယ်။အဲဒီနောက်အဲရစ်ဟာစစ်သားတွေကိုဦးဆောင်ပြီးအမောက်တော်အုပ်တစ်ခုလုံးကိုလိုက်လံရှာဖွေခဲ့ရနောက်ဆုံးမှာတော့စနိုးဝိုက်ကိုဖမ်းမိသွားခဲ့ပါတယ်။ဒါပေမဲ့အဲရစ်ကဖင်းကိုဘယင်မကငါဇနီးကိုဘယ်တော့ပြန်ရှင်းအောင်လုပ်ပေးမှလဲလို့မေးတဲ့အခါဖင်းကဘယင်မမှာတည်တဲ့လူကိုပြန်ရှင်းအောင်လုပ်နိုင်တဲ့မော်ပညာမျိုးလုံးဝမရှိဘူးလို့ပြောလိုက်ပါတယ်။အဲရစ်ဟာအလိန်ခံလိုက်ရမှန်းသိသွားတာကြောင့်စနိုးဝိုက်ကိုခေါ်ပြီးချက်ချင်းထွက်ပြေးပါတော့တယ်။လန်ကီမှာသူတို့နှစ်ယောက်ဟာလူပူလေးခုနှစ်ယောက်ထောင်ထားတဲ့ထောင်ချောက်ထဲကိုမိသွားပြီးလေထဲမှာစောက်ထိုးတွဲလောင်းအဆွဲခံလိုက်ရပါတယ်။ဒါပေမဲ့စနိုးဝိုက်ဟာကွယ်လွန်သူဘယင်ကြီးရဲ့တမီးတော်မှန်းသိသွားကြတဲ့အခါမှာတော့လူပူလေးတွေဟာသူမကိုပြန်လွတ်ပေးခဲ့ပြီးတောအုပ်ရဲ့နတ်ဖျားရှိရာစီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။အဲ့ဒီအဖြူရောင်တမင်နတ်ဖျားကြီးဟာသူရှိကမိန်းကလေးဟာစနိုးဝိုက်မှန်ချက်ချင်းမှတ်မိသွားခဲ့ပြီးသူမကိုလူသေးလေးမြတ်စွာနဲ့ဥညွတ်အလေးပြုလိုက်ပါတော့တယ်။